guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရရ drive ပေါင်းလေးဖောက်ပြမှာပါကဲစပေါက်လိုက်ရအောင်ဟိုကြိုက်တဲ့ဟာလေးတွေမကြိုက်တဲ့ဟာလေးပြောပါမယ်မကြိုက်တာကြတော့အကုန်လုံးတော့ကြိုက်တယ်ဒါပေမဲ့ဒီရုပ်ဆိုးဆိုးနဲ့ဝက်ကြီးမလို့ခြင်းကျန်တော့အကုန်ပေါက်ချင်နေတာပေါက်ကြတယ်ရတယ်ပေါ့နော်ဒီဘေးကပေါက်စီခွက်ကတော့အကြိုက်ဆုံးကြိုက်ဆုံးပါဒီ secret လေးကိုကြိုက်ဆုံးဒီကြောင်လေးကိုလည်းကြိုက်တယ်ဝမ်းမပေါင်းနဲ့ဝမ်းမပေါင်းရတယ်ခေစဖောက်လိုက်ရအောင်လေးခွာပြီးတော့ဟုတ်ကလေးကြည့်ကြပါအောင်ကလေးကကြတော့ကြည့်တော့ဟုတ်ကလေးကြည့်ပါဘာလေးပေါက်ကြလဲခဏမှရေးခဲ့အောင်နော်ဘာလေးပေါက်လည်းမသိဘူးဘာလေးပေါက်လည်းကြည့်ရကြနော်ဘာလေးပေါက်လည်းဆိုကြည့်ရဘာလေးပေါက်လည်းမသိဘူးဟုတ်လေကလေးကိုအရင်ကြည့်မယ်ကလေးကိုကြည့်မယ်အိုးစီခွက်လေးပေါက်သွားတယ်ဟုတ်လားမသိဘူးဟုတ်ရလားဟုတ်တယ်ဒီမှာဒီထဲမှာလည်းမပါဘူးမကြည့်ဒီထဲမှာမပါဘူးဒါနဲ့လည်းအတူတူပဲစီခွက်ပေါက်သွားပြီစီခွက်မကြဦးဟုတ်တယ်လှလိုက်တာစီခွက်လေးချစ်ချလေးပေါက်သွားပြီညလို့လည်းရမ်းကောင်းပါဒီဘူးလေးကြတော့နေရောဒါလေးကိုသိမ်းနေပြအောင်မယ်ဘာပြောမှလဲဆိုတော့မဲဖောက်ပေးဖို့မဲဖောက်ပေးမယ်ဘာမဲဖောက်ပေးမှလဲဆိုတော့ရင်တော့က short video ထဲမှာဝင်ကြည့်သိတယ်ပေါ့နော် short video ထဲမှာဝင်ကြည့်ရင်သိတယ်အရင်တော့ကဖောက်ပြထားတယ်ဒါလေးဒီလာပူtwine ဆိုရဲ twine news ဆိုရဲ brand ပေါက်လေး brand ဘတ်ပေါ့ brand ဘတ်လေးလာပူ brand ဘတ်ပေါက်ချင်တဲ့ရုပ်ပေါက်တယ်ကွာလာပူလေးပေါက်သွားလာပူ brand ဘတ်လေးပေါ့နော်အားလေးကိုမဲဖောက်သွားမယ်ရလေးလာပူလေးသူ့မှာပါလက်ဆောင်လေးကိုရမယ်ဘာလေးလဲဘာဘယ်လိုလုပ်ရင်ဒီဟာလေးကိုရမယ်ဆိုတော့ comment မှာရေးခဲ့ရမှာနော် comment မှာ yes လို့ဒီလို yes လို့လက်မလေး emoji လေးနဲ့ရေးခဲ့ပါအဲဆိုပြီးရင် subscribe နဲ့ like ကိုနှိပ်ခဲ့ရပါမယ်မနှိပ်ခဲ့ရင်မရပါဘူးအဲ့လိုမျိုးလောက်ခဲ့တဲ့လူတစ်ယောက်ပထမဆုံးလောက်တဲ့တစ်ယောက်ပဲရမှာနော်အတစ်ယောက်ကိုမဲဖောက်ပေးပါမှာပါဘယ်နေ့ကျရင်မဲဖောက်ပေးမယ်ဆိုတော့ဘယ်နေ့ကျရင်မဲဖောက်ပေးမယ်ဆိုတော့20ရက်နေ့ကျရင်မဲဖောက်ပေးမယ်ပေါ့နော်20ရက်နေ့ကျရင်ကြည့်ပါမယ်တယောက်ထဲနော်ပထမဆုံးတယောက်ကိုပဲမဲဖောက်ပေးမှာပါအဲဒါကြောင့်မြန်မဲလိုက်ပါโอเคတယ်နော်